အမားတစ်ခုခုလုပ်မိတိုင်းမှာ sorry I'm sorry ဆိုပြီးတော့တဖွာဖွာပြောနေတော့လားအဲ့ဒါဆိုရင်တော့ကိုယ့်ရဲ့ English ကတော်တော်လေးယုံနေပြီနော်ပို့ပြီးတော့ smart ကြပါစေမယ် shortcut 5ခုကိုဒီနေ့ပြောပြမယ်တစ်ဖက်လူကိုတိုက်မိတာမျိုးဒါမှမဟုတ်ရင် typing ရရင်နဲ့မားရွားတာမျိုးဆိုရင် sorry အစား my bad လို့သုံးကြည့်ပါပို့ပြီးတော့တဘာဝကြပါတယ် my bad ထိန်းထားတာနောက်ကြတာဒါမှမဟုတ်ရင် reply ပြန်တာကြာသွားတဲ့ခါတွေမှာ sorry for being late တို့ကိုအပြစ်တင်တဲ့စကားတွေသုံးမဲ့အစားတစ်ဖက်သူကိုကျေးဇူးတင်တဲ့အနေနဲ့ thank you for your patience အဲ့ဒီရဲ့စကားလေးကိုသုံးကြည့်ပါအလုံးမှာဒါမှမဟုတ်ရင်တခုခုအမားအယွန်းဖြစ်သွားတဲ့အချိန်မှာ I messed up အဲ့လိုပြောလို့ရပါတယ်ကို့အမားကိုပွက်လင်းလေးနဲ့တီးပြီးတော့တာဝန်ယူတဲ့ပုံစံမျိုးဖြစ်စီနောက်တစ်ခုကတော့ my mistake ဒါကတော့ကိုတခုခုမာယွင်းသွားတာကိုချက်ချင်းလက်ခံပြီးတော့ဝန်ခံတဲ့အချိန်ဒီမှာသုံးလို့ရပါတယ် sorry လို့ပဲပြောတာထက်ဆိုင်ရင်ဒါကအမားပါပြက်တာဝန်ယူတဲ့ပုံစံမျိုးဖြစ်စီပါတယ် my mistake number 5တခုကတော့ excuse me လူကြားထဲကနေဖြတ်လျှောက်တဲ့အခါဒါမှမဟုတ်ရင်စကားဖြတ်ပြောဖို့လိုတဲ့အချိန်တွေမှာဆိုရင် sorry လို့မသုံးသင့်ပါဘူးအဲ့ဒီရဲ့အစား excuse me လို့သုံးပါမယ်တစ်ဖက်သူရဲ့အာယုံကိုရင်ကြီးကြီးနဲ့တောင်းခံတဲ့ပုံစံပေါ့ကိုယ့်ကိုအာယုံစိုက်စေချင်တဲ့ခါပြောလို့ရပါတယ် okay အဲ့ဒါဆိုရင်ဒီနေ့ပြောတဲ့5ခုကို teacher နဲ့အစားအဆုံးတစ်ခေါက်ပြန်ပြောကြည့်မယ် my bad thank you for your patience I messed up my mistake excuse me bye bye